ဒီနေ့ကတော့အခန်းပြောင်းမှာပေါ့နော်အခန်းပြောင်းမှုအတွက်ပစ္စည်းတွေကို pack လုပ်ရင်းနဲ့ဒီ accommodation ကြောင်းနေရနောက်ပြီးတော့ဒီ living expense တွေအကြမ်းမြင့်ဟို pack လုပ်ရင်းနဲ့sharing လုပ်ပေးသွားမလို့ပါ let's go box တွေကတော့ဒီမှာပေါ့နော် box တွေပြင်ထားတယ်တချို့ဟာတွေလည်းဖြည့်ပြီးသွားပြီပေါ့နော်ဒီ box တွေကကြတော့ဒီမှာတောင်းလို့ရတယ်ပေါ့နော်သွားပြီးတော့ Tesco တို့Sainsbury တို့မှာတို့စီကဝန်ထမ်းတွေကိုသွားတောင်းလို့ရတယ် extra တို့စီမှာ card box လေးအပူရှိတာငါပြောင်းမှာမလို့ပေါ့နော်ဆိုပြီးတော့တောင်းလို့ရတယ်so let's pack and talk about the accommodation တလောပေါ့နော်ဒီကိုလာမဲ့တကယ်ချင်းတယောက်ကမေးရပေါ့နော်student accommodation ဆိုတာဘယ်လိုမျိုးလဲပေါ့နော်ဘယ်လိုရှိရလဲအကြောင်းနဲ့တစ်ဆက်သေးလားပေါ့နော်အဲ့လိုမျိုးမေးရတကယ်ချင်းတွေလည်းရှိတော့အဲ့ဒီက student accommodation တွေကဘယ်လိုမျိုးလဲဆိုတာကို idea လေးရတော့အောင်လို့လုပ်လိုက်တာပါဒါကြတာမယ်ပေါ့နော်အခုနွေရာသီရောက်သွားပြီဆိုတော့တာမယ်ရမလို့တော့ဘူးဒီမှာ student accommodation ဆိုတာကကျောင်းနဲ့တစ်ဆက်တည်းလားဆိုတော့မဟုတ်ဘူးပေါ့နော်တက်ရှိတာပေါ့သူတို့ဒီမှာဘယ်လိုမျိုးတွေလုပ်ကြတာများလဲဆိုတော့ဒီ private organization တွေကနေပြီးတော့အဆောင်တွေစောက်တယ်အဆောင်တွေငှားတယ်ပေါ့နော်အဲ့ဒါကိုမှဒီကျောင်းကနေပြီးတော့အဲ့ဒါကိုချိတ်လိုက်တာပေါ့နော်link လုပ်ထားတဲ့သဘောပေါ့အခုဒီနေရာဆိုလို့ရှိရင်ကြတော့ the forge လို့ခေါ်တယ် the forge ကကြတော့ဒီhome for student ဆိုရဲorganization အောက်ကပေါ့နော်သူhome for student အောက်မှာပဲအဆောင်အများကြီးရှိသေးတယ်ပေါ့နော်အဲ့ဒီမှာကိုနဲ့အဆင်ပြေတာကိုရွေးရတာပေါ့ပထမquestion ကကြတော့ student accommodation ကကျောင်းနဲ့တစ်ဆက်သေးလားဆိုလို့ရှိရင်မဟုတ်ပါဘူးဒါပေမဲ့ကျောင်းနဲ့ walking distance နေမှာတော့ရှိကြတာများတယ်ပေါ့နော်student accommodation အောက်မှာသူကအမျိုးသားတွေရွေးလို့ရတယ်ပေါ့နော် and suite လား sorry အကောင်လုံးက student accommodation ရဲ့အခန်းကြီးအကောင်လုံးကတော့ and suite ပဲ and suite ကိုမှand suite အသေးဒီအခုနေနေတဲ့အဆောင်ဆိုလို့ရှိရင် and suite အသေးရှိရယ် and suite နည်းနည်းပိုကြီးရရှိရပေါ့နော်အရန်ခန်းကအကျယ်ကြီးတော့မဟုတ်ဘူးနည်းနည်းပိုကြီးရရှိရနောက်စတူဒီယိုရှိရစတူဒီယိုဆိုလို့ရှိရင်ကြတော့အကုန်လုံးပါပြီးသားပေါ့သူနဲ့မှဘာမှ share ကြမလို့ bedroom ကော kitchen ရော dining area ရော bedroom ကောအကုန်ပါတယ်တခြားအဲ့studio အောက်ကဟာတွေကကျတော့ share kitchen ပေါ့နော် kitchen ကို share လုပ်ရတယ်ဒါပေမဲ့ရေချိုးခန်းနဲ့အိတ်ခန်းတွေကတော့ကိုပိုင်ရမယ်ပေါ့နော်အဲ့လိုမျိုးသူကကြတော့အခန်းရဲ့အနေထားနဲ့အခြေအားကြတော့တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော် kitchen ကိုဘယ်နှယောက် share ရလဲဆိုတာကြတော့တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့kitchen ကို4ယောက်ပဲ share လုပ်တယ်ဒီအဆောင်ကတော့4ယောက်ပဲ share လုပ်ရတယ်ဒါပေမဲ့ဒီအဆောင်မှာပဲတော့ block တွေဟာအများကြီးရှိတယ်ပေါ့နော်အခုနေနေတဲ့ block ကကြာ block C ကကြတော့4ယောက်ပဲ share လုပ်ရတယ်ဒါပေမဲ့တငယ်ချင်းတယောက်နေနေတဲ့ block မှာဆိုလို့ရှိရင်တော့4ယောက်မကဘူးပေါ့နော်ဒါပေမဲ့သူတို့ကကြတော့ kitchen ကလည်းပိုကြီးရယ်တို့အခန်းလည်းပိုကြီးရယ်ပေါ့နော်ဈေးကလည်းနည်းနည်းပိုများရယ်ပေါ့နော်နေနေတဲ့ flat အခု share လုပ်နေတဲ့ flat ကကြတော့ main ကလေးတွေပဲပေါ့နော်အဲ့လိုမျိုး private အောက်ကနေပြီးတော့အဆောင်တွေဖွင့်ထားတယ်ပြီးတော့ကျောင်းနဲ့ link လုပ်ထားတယ်ပေါ့နော်အဲ့တော့ကျောင်းကနေတဆင့်သွားလို့ရှိရင်ကျောင်းကနေတဆင့်သွားလို့လည်းရတယ်ဒါမှမဟုတ်အဲ့ဒီ private organization ရဲ့ website မှာဝင်ပြီးတော့ book လုပ်လည်းရတယ်ပေါ့နော်ဒါပေမဲ့ကျောင်းကနေသွားတာပို့ပြီးတော့လည်း safe ဖြစ်တယ်နောက်ပို့လည်းတက်တာရယ်for me I did through the Sheffield Hallam University ပြီးသွားလို့ရှိရင်ဘယ်လိုရှောက်ရမလဲဆိုတာကိုအနောက်မှာပြပေးထားမယ်နော်အခုကတော့ပစ္စည်းသိမ်းနေရဆိုတော့အဲ့တော့သူကအဲ့မှာဒီမှာတော့ဒီ main ကလေးဒီ flat မှာပေါ့နော် main ကလေး4ယောက်ပေါ့နော်main ကလေး4ယောက်ပဲအကောင်လုံးက Hallam ကပဲပေါ့နော်အဲ့လိုမျိုး share လုပ်တယ်တခြား flat တွေဆိုလို့ရှိရင်တော့ယောက်ျားလေးတွေလည်းရှိတယ်ပေါ့နော်နောက်တခြားတငယ်ချင်းတချို့တငယ်ချင်းတွေအဆောင်တွေမှာဆိုလို့ရှိရင်လည်း main ကလေးယောက်ျားလေးအယောတွေကတော့ပိုများတယ်ပေါ့နော်နောက်
pricing ပေါ့နော်ဈေးအနေနဲ့ကကြတော့အခုနေနေတဲ့အဆောင်ကတစ်ပတ်ကို69ပေါင်ပေးရတယ်all bills included ဒါပေမဲ့တစ်ခုရှိတာကကြတော့ तू ကအဝတ်လျှော်ဆက်မပါဘူးပေါ့နော်အဝတ်လျှော်ဆက်ကပါတယ်ဒါပေမဲ့အဝတ်လျှော်ဆက် free မဟုတ်ဘူးပေါ့နော်အဲ့တော့အဝတ်သွားလျှော်လို့ရှိရင် तू ကတစ်ခါလျှော်ရင်4.65 around that ပေါ့နော်အဲ့လောက်ပေးရတယ်။နောက်တကယ်လို့စောင်းနေဆိုလို့ရှိရင်ကြတော့အဝတ်ကို dryer ပါလှည့်ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အခန်းထဲမှာ plan ထားလို့ရှိရင်မှုတက်တယ်။သူကhumidity အရင်များတော့လေ။အဲ့တော့ dryer ပါတစ်ခါလှည့်ရတယ်။အဲ့ဒါဆိုလို့ရှိရင် dryer 2.7 around that ပေါ့နော်။အဲ့လောက်ကြာတယ်အဲ့တော့စုစုပေါင်းဆိုရင်တစ်ခါလျှော်ရင်9ပေါင်လောက်သွားကြရပေါ့နော်အဲ့လိုမျိုးကိုကတစ်ပတ်တစ်ခါလောက်လျှော်တတ်တယ်ဆိုလို့ရှိရင်ညတော့20-30လောက်ကတော့ပိုကုန်မှာပေါ့နော်rent plus 20-30ပေါ့နော်အဲ့ဒါကိုပါထည့်ပြီးစဉ်းစားရမှာပေါ့နော်ဟောဒီ student accommodation တွေရဲ့မကောင်းတဲ့အချက်ဆိုလို့ရှိရင်တော့အဲ့တစ်ခုပဲပေါ့နော်ဒီအဝတ်လျှော်ဆက်ကတက်ပေးရတယ်ပေါ့နော်ဈေးလည်းအရင်ကြီးရပေါ့နော်မတန်ဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါပေမဲ့သူတို့ကဘာတွေလဲပါသေးလဲဆိုတော့တခြား facility တွေလည်းပါတယ်ပေါ့နော်ဥပမာဒီဆောင်မှာဆိုလို့ရှိရင် gym ပါတယ်နောက်ပြီးတော့ basketball ကွင်းပါတယ်ပြီးတော့ tennis ရှိတယ်နောက် cinema room ရှိတယ်ပေါ့နော် cinema room ဆိုတာကြတော့သူကscreen အကြီးပေါ့နော် screen အကြီးမှာ sofa တွေနဲ့ပေါ့နော်တငယ်ချင်းတွေစုပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒီမှာကျတော့ book လုပ်ရတယ်ပေါ့နော် book ကြိုလုပ်ရတယ်ပေါ့နော်အခန်းပေါ့ဆိုတော့အဲ့ဒီမှာ Netflix တို့ Disney Plus တို့ထည့်ထားတယ်ကိုယ့်အကောင့်ကို login ဝင်ပြီးတော့ကြည့်အောင်ပေါ့နော်ခိုင်ဆိုင်လည်းသူတို့က log out မလုပ်ခဲ့တော့ကိုယ့်အကောင့်လောက်သုံးရမလို့သူတို့အကောင့်နဲ့ယူပြီးဆက်ပြီးကြည့်လိုက်လေကြရတယ်ပေါ့နော်ဒါတော့ it depends ပေါ့အဲ့တော့အဆောင်တကယ်လို့ကိုကပေါ့နော်အကြောင်းလာတော်မယ်အဆောင်ရှာနေရဆိုလို့ရှိရင်ဘာလို့အဓိကကြည့်ရမလဲဆိုတော့အဆောင်ရဲ့ location ပေါ့နော်location ကတက်မဲ့အကြောင်း campus နဲ့ကိုယ့်ရဲ့အဆောင်တွေကဘယ်လောက် location ဘယ်လောက်ကွာလဲပေါ့နော်ဒီခါလေးကြောက်လို့ရှိရင်တချို့ဆောင်တွေနည်းနည်းအဝေးမှာရှိတတ်တယ်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကကြတော့သူကဒီရန်ကုန်ကအကြောင်းတွေလိုမျိုးပေါ့နော် campus တစ်ခုထဲမှာအကြောင်းစားတဲ့ဆောင်တွေအကုန်စုထားတာမျိုးမဟုတ်ဘူးပေါ့နော် especially ဒီ Shafia Uni ကပေါ့နော်တခြားမျိုးက Uni တော့မပြောတတ်ဘူးဒီ Shafia Uni ကတော့သူကစာတင်ဆောင်တွေကပြန့်ကျဲနေတာပေါ့နော်ဒီ campus တစ်ခုထဲမှာအကုန်စုပြီးရှိနေတာမဟုတ်ဘူးဟိုနေရာသွားတယ်ဒီနေရာသွားတယ်အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ subject ကဒီဥမာ2နေရာ3နေရာသတ်မှတ်ထားရဆိုရင်ဒီတစ်နှစ်လုံးမှာအဲ့3နေရာလောက်ကိုပဲပတ်သွားရတာပေါ့နော်ရှိသမျှအဆောင်အကုန်ပတ်သွားရတာမျိုးမဟုတ်ဘူးအဲ့တော့ဘာကြည့်ရမှာလဲဆိုတော့ဥမာကိုတက်ရမယ်အဆောင်ပေါ့ကိုတက်ရမယ်အဆောင်ဘယ်နေရာမှာလဲပေါ့နော်ကိုတက်ရမယ်အဆောင်နဲ့ကိုနေမဲ့အဆောင်နဲ့လမ်းလျှောက်လို့အဆင်ပြေလားအဲ့ဒါကိုတတိချာကြည့်ဖို့လိုတယ်ပေါ့နော်နောက်ဒါအဲ့ဒါတော့လွယ်ပါတယ် Google Map မှာသူတို့ရဲ့ postcode တွေကိုနှိပ်ပြီးတော့ကြည့်လိုက်အောင်ပဲပေါ့နော်တကယ်လို့ကိုကဘယ်အဆောင်ဘယ်ကျောင်းအဆောင်မှာတက်ရမှာလဲမသိဘူးဆိုလို့ရှိရင်လည်းမေးလို့ရတယ်ပေါ့နော်email ပို့လိုက်အောင်ပဲပေါ့ email ပို့ဖို့လဲရင်တော့ဆိုရင်ဒီလိုမလာရင်တော့ဆိုလို့ရှိရင်ပေါ့နော်ကိုယ်တိုင်လည်းတူပဲအဲ့ဒီလို email ပို့ရမှာကြောက်တယ်ပေါ့နော်ဘယ်လိုပို့ရမလဲ email ကိုကိုယ်က familiar မဖြစ်ဘူးအဲ့တော့ဒီအခုဆိုအရင်လွယ်သွားပြီပေါ့နော် ChatGPT လည်းရှိရဆို ChatGPT မှာမေးလိုက်အောင်ပဲပေါ့နော်လူမျိုးငါကျောင်းကိုငါဒိုင်မေးချင်တယ်ငါ့ကို email ရေးပေးဆို ChatGPT အဲ့လိုမျိုး email ကို formal email လေးရေးပေးလိုက်မယ်အဲ့ဒါလေးကို copy paste လုပ်ပြီးပို့လိုက်အောင်ပဲပေါ့နော် Shafia Halam ကိုတက်မှာဆိုလို့ရှိရင်ကြတော့ Shafia Halam help ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီ Halam help ဆိုရဲemail ကိုပို့လိုက်အောင်ပဲပေါ့နော်ပို့ရင်တကယ်လို့သူတို့ကမသိဘူးဆိုလို့ရှင်တော့သူတို့ကအဲ့လိုလွှဲပေးတယ်ပေါ့နော်သူတို့သိတယ်လို့တကယ်လို့ reply မပြန်ဘူးဆိုထပ်တာပို့နေပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒါကတော့တစ်ခုပေါ့နော်အဲ့တော့အဲ့ဒီနေရာကိုတိချာကြည့်ရမယ်ပေါ့နော်နီးရလားဘာလို့ဆိုတော့လဲဘာဖြစ်လို့လဲဆိုတော့သူတို့ campus တွေကနေရာအများကြီးရှိရတဲ့အတွက်ကြောင့်မလို့ accommodation နေရာလည်းအစုံရှိမှာပဲအဲ့တော့အစင်မြဲဟာတခုပဲရွေးလိုက်လို့မရဘူးပေါ့နော်အဲ့ဒါလေးကြည့်ရမယ်ပေါ့နော်နောက်ကိုအနီးနားမှာဈေးဝယ်လို့ရတဲ့နေရာရှိလားပေါ့နော် Google Map မှာအဲ့ဒါကြီးကြည့်လို့ရတယ်ဒီမှာဘာတွေဘယ်နေရာတွေမှာဈေးဝယ်လို့ရလဲဆိုတော့ LD Tesco Sainsbury Asda ရှိရပြီးတော့ Waitrose ရှိရ Waitrose ကတော့နည်းနည်း
luxury သွားရပေါ့နည်းနည်းဈေးပိုကြီးတယ်သူများဆက်ပေါ့နော်ကိုက gym ဆော့ရဆိုလို့ရှိရင် gym ကတော့အများကြီး expect လုပ်လို့မရဘူးပေါ့တခြား accommodation တွေမှာတော့မသိဘူးဒီမှာကတော့ gym ကအဖြစ်ပဲပေါ့နော်ဟိုအရန်ဆက်တွေအများကြီးရောမရှိဘူးနည်းနည်း essential ကြတဲ့ဆက်တွေရှိရပေါ့နော် machine တွေကလည်းအရန်တော့မစုံဘူးပေါ့နော်ဒါပေမဲ့ကိုက fit ဖြစ်အောင်ပဲဆော့မယ်ဆိုလို့ရှိရင်တော့အဆင်ပြေရနော် treadmill လေးတစ်ခုရှိရဆိုတော့လည်းအဆင်ပြေရပေါ့နော်ဒါပေမဲ့ကို serious ဆော့တဲ့လူဆိုလို့ရှိရင်တော့အပြင်မှာပဲ subscribe လောက်ကြရပေါ့နော်ဒီမှာ serious ဆော့တဲ့တချို့တငယ်ချင်းတွေဆိုလို့ရှိရင်တော့အပြင်ကတက်ချင်းကို subscribe လုပ်ပြီးတော့ဆော့ကြရပေါ့နော်ဒီstudent accommodation အပြင်မှာနောက်ဟို option တစ်ခုအားကြတော့house share ပေါ့နော် house share ကကြတော့ဒီကိုအခုမှစစချင်းလာမယ်ဆိုလို့ရှိရင်တော့အရင် recommend မလုပ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့house share ကကြတော့သူကဒီအိမ်တအိမ်မှာမတိရလူတွေနဲ့အခန်းကို share ရတာပေါ့နော်ဟိုမှာကိုကအခန်းတစ်ခန်းရတယ်ပြီးတော့ bedroom ကကြတော့ share လုပ်တယ်ပေါ့နော်ဒါပေမဲ့ house share တွေတခုတာတာကြတော့သူတို့က washer dryer ပါပြီးသားဆိုတော့အဲ့ဒါကိုထပ်မကုန်းပေါ့နော်နောက် house share ကကိုချွေတာချင်းတလောက်ဈေးပေါ်တဲ့ဟာကိုရှာလို့ရတယ်ပေါ့နော်သူအပြင်ဖြစ်သွားတာကိုအဲ့လိုမျိုးပေါ့နော်နောက် contract ကိုလည်းဥပမာ6လချုပ်တာတစ်နှစ်ချုပ်တာဒါတွေကိုကို preference နဲ့ကိုစိတ်ကြိုက်ရွေးလို့ရတယ်ပေါ့နော်ဒီ union accommodation တွေကြတော့အဲ့လိုမဟုတ်ဘူးသူတို့က44ဘတ်လား42ဘတ်လားပေါ့နော်အနည်းဆုံးတစ်နှစ်နီးပါပေါ့နော်လောင်းက contract ကပါပြီးသားအဲ့ဟာမှာဟိုဒီ grantor ရှိရဆိုလို့ရှိရင်တော့ installment နဲ့ပေးလို့ရတယ်တကယ်လို့ UK မှာအတိကိုထောက်ခံပေးမယ်လို့မရှိဘူးဆိုလို့ရှိရင်ကြတော့တခါတည်းတစ်နှစ်စာအပြည့်ပေးရတယ်ပေါ့နော်အဲ့တခုတော့ကွာ house share တွေကြတော့အများဆုံး monthly pay ကြတာများတယ်ပေါ့နော်ဒါပေမဲ့ house share ကြတော့ तू ကကိုယ့်ရဲ့ landlord ကကောင်းလားမကောင်းလားကိုနဲ့ share နေရမယ့်လူတွေကရောဘယ်လိုလဲကောင်းလားမကောင်းလားဆိုတာမသိကြတဲ့အတွက်ကြောင့်မလို့နည်းနည်းတော့ risky ဖြစ်တယ်ပေါ့နော်သူသဖြင့်ဒီနေရာကိုတိတ်ပြီးတော့လည်းမသိသေးဘူးဒီအတိတွေဘာလည်းမရှိဘူးဆိုလို့ရှိရင်တော့မလောက်တာတော့ပိုကောင်းတယ် student accommodation ကတော့ပို့ပြီးတော့ safe ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျောင်းသားမဟုတ်ရင်လက်မခံတဲ့ကြောင်မလို့ဒီတဝင်းတော့အကုန်ကျောင်းသားတွေပဲအဲ့တော့ကျောင်းသားတွေရဲ့နောက်ခါကျတော့ဒီမှာ security နောက် reception က staff တွေပေါ့နော်ဒါလည်း24 hour အမြဲရှိနေတဲ့အတွက်ကြောင့်မလို့ဟိုတခုခုဆိုလို့ရှိရင်ချက်ချင်းပဲလာပြင်ပေးရပေါ့နော်report လုပ်လိုက်လို့ရှင်ဥမာတကားပြက်နေလို့ပါဆိုရင်နောက်နေ့ဆိုလာပြင်အိမ်သားမှာဘာဖြစ်လို့ညာဖြစ်လို့ဆိုလဲလာပြင်ဟိုလမ်းလောတွေနဲ့ကြာအဲ့လိုမျိုးလမ်းလောကောင်းရင်တော့ကိစ္စမရှိဘူးပေါ့နော်အမေဒီလူတွေနဲ့တခြားလူကုမ္ပဏီမဟုတ်ဘဲနဲ့လူချင်းဆက်ဆံရတဲ့အခါကြလို့ရှင်ညာတခါလေဟီတာပြက်နေပါတယ်သူပြောလဲ2ရက်3ရက်နေမှလာပြင်မေးရမျိုးတွေလည်းရှိတယ်ပေါ့ဒါတငယ်ချင်းတွေကြုံရတာကိုပြောပြရပါအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဒါကတော့ကွက်ကိုကြည့်လို့ရတယ်တကယ်လို့ house share ကိုရှာချင်တယ်ဆိုလို့ရှိရင်တော့များသောအားဖြင့် spare room ဆိုတဲ့ application ပေါ့ website ကနေပြီးတော့ website လေးရှိ application လည်းရှိတယ်အဲ့ဒီကနေပြီးတော့ရှာကြရတယ်ပေါ့နော်accommodation တွေအကြောင်း general ပြောပြရဆိုရင်ကြာတော့အခုနေရဲ့ဒီ accommodation ကအသေးစိတ်နည်းနည်းထပ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်ပြည့်သွားပြီဘာမှတော့မထည့်လိုက်ရသလိုအခုနေရဲ့အခန်းကြတော့တစ်ပတ်ကို69ပေါင်ပေါ့နော်သူကရေချိုးခန်းအိမ်သာတွဲပါပြီးသား kitchen ကို share လုပ်ရတယ်နောက်ထပ်4ယောက်နဲ့ share လုပ်ရတယ်ပေါ့နော်69ပေါင်ဆိုပေမဲ့ဒီနှစ်တော့69ပေါင်မဟုတ်တော့ဘူးပေါ့နော်အစား9တော့69ပေါင်ဒါပေမဲ့အခုထပ်လာမဲ့ intake အတွက်ကကြတော့သူတို့ဈေးတက်သွားတယ်103လား105လားမသိဘူးပေါ့နော်သူရဲ့ဒါဈေးတက်တာဆုံးအခန်းပေါ့သူတို့အခုဈေးတက်တာဆုံးအခန်း100နည်းနည်းကျော်ပါတယ်103 105လောက်တော့တက်သွားပြီပေါ့နော်ဒါပေမဲ့ still အဲ့ဒီဈေးကတခြားမြို့တွေနဲ့ရှင်လို့ရှိရင် Sheffield ကအရန်တက်တာရပေါ့နော်ဟိုလိုက်ကြည့်လို့ရတယ်တခြားမြို့တွေကဒီခန်းကဘယ်လောက်ကျလဲဆိုလို့ရှိရင်69ဆိုတာတော့မရှိဘူးပေါ့နော်ဒီ Sheffield မှာတော့တခြား69ပဲပေးရတယ်တခြား combination တွေတော့ရှိသေးတယ်ဟိုတလောကမှဈေးတွေရှင်းကြည့်ခြင်းလို့လိုက်ကြည့်လိုက်တော့အဲ့ဒါ69လောက်ပဲကြားတဲ့ဟာရောရှိသေးရပေါ့နော်ဟောရှာနိုင်ရင်တော့ရှာနိုင်တဲ့လောက်ရပါတယ်နောက်ပြီးနောက်တစ်ခါကျတော့နောက်ကုန်ကြစရိတ်ပေါ့နော်ကုန်ကြစရိတ်ကကျတော့ခုန brand ကတော့ပြောပြီးသွားပြီတကယ်လို့စားစရိတ်ကကျတော့ကိုယ့်ဘာကိုချက်စားမယ်ဆိုလို့ရှိရင်တစ်လောက်ကိုအနည်းဆုံးအရန်ချွေတာပြီးချက်စားမယ်ဆိုလို့ရှိရင်တော့150လောက်ကတော့အောက်ထစ်ကုန်နေပေါ့နော်
ဒါ150ဆိုတာဒီ flat mate အမတယောက်ပေါ့နော် flat mate အမတယောက်ကဆိုအပြင်လည်းမသွားဘူးမလည်းဘာ activity မှတိတ်မလုပ်ဘူးပေါ့နော်အရင် outgoing မဟုတ်ဘူးနောက်အမြဲချက်စားတယ်ပြင်မာတွေမုတ်စားတွေဘာတွေတိတ်မရှိဘူးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့150လောက်နဲ့ကြာရယ်ပေါ့နော်တကယ်လို့ကိုကအရင်အပြင်မှာမုတ်တွေထွက်စားရတာလည်းကြိုက်တယ်နောက်အပြင်နေသွားရတာလည်းကြိုက်တယ်အပြင်သွားလို့ရှိရင်ကားကကုန်တယ်ပေါ့နော်ဘတ်ကားကကုန်ဒီမှာဘတ်ကားကတစ်နေ့တစ်ခါတက်နေတာသူကတခုကောင်းတာကြတော့ဒီမှာ student cap ပြလို့ရှိရင် student discount တော့ရတယ်ပဲ still အပြင်နေသွားလို့ရှိရင်ဘတ်ကားကကြီးကုန်တယ်ခါလေးနောက်ရောက်တွေပါထွက်မယ်ဆိုရင်တက်စီနဲ့ပြန်လာမျိုးဆိုလို့ရှိရင်ဥပါအဲ့လိုမျိုးပေါ့နော်လမ်းစရိတ်နောက်အပြင်ထွက်စားရတာလည်းကြိုက်တယ်ဆိုလို့ရှိရင်နောက်ပစ္စည်းပိုင်းဝယ်ရတာလည်းကြိုက်တယ်ဆိုလို့ရှိရင်250 300လောက်ထိတော့ကုန်တယ်ပေါ့နော်ဒါအကျမ်းမြင့်ပေါ့နော်နောက်ကိုပို့3ရင်3တလောက်တော့ပို့ကုန်မယ်ပေါ့ချွေတာတလောက်လည်းချွေတာလို့ရတယ်ပေါ့နော်ဒီမှာပြီးတော့part time job တွေလည်းလုပ်ကြရတယ်part time နေရာကြတော့တပတ်ကို920လုပ်လို့ရတယ်ဆိုမှ920အပြည့်ရတာမျိုးရှားရယ်ပေါ့နော်များသောအားဖြင့်15နာရီ10နာရီ18နာရီပေါ့နော်ကိုရတဲ့အလုပ်ပေါ်မူတည်ပြီးတော့အလုပ်ရှင်အလုပ်ကကိုပေးတဲ့ shift က20အတိအကျကြီးအမြဲမရဘူးပေါ့နော်အဲ့လိုမျိုးတော့ရှိရတယ်တချို့တွေကြတော့ cash in hand တွေလည်းလုပ်ကြရပေါ့နော် cash in hand တွေကကြတော့အရန်သဘောကောင်းတဲ့ employer နဲ့တွေ့လို့ရှိရင်တော့သူတို့10ပေါင်17ပေါင်တော့ပေးရပေါ့ cash ကိုပဲလေဒါပေမဲ့များသောအားဖြင့်နှိမ်ညင်တယ်သူတို့9ပေါင်10ပေါင်အလွန်ဆုံးပဲတစ်ခါလေ6ပေါင်ပဲပေးရတယ်လည်းရှိပေါ့နော်ဒါပေမဲ့ cash ကကြတော့920အပြင်ပူလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ကိုလျှောက်တဲ့အလုံးနဲ့ကိုယ့်ရဲ့အလုပ်ရှင်ရဲ့စိတ်ထားပုံမှာတော့မူတည်တာပေါ့နော်အခုအခန်းကိုလိုက်ပြလိုက်မယ်ပေါ့နော်အခန်းတော့အခုပစ္စည်းတွေတင်းရတော့တော်တော့ပွားနေရပေါ့နော်ဒါ block C ကနေပြီးတော့ဒီ win မြင်ဝင်ပေါ့နော်ဒါတခြား block တွေဒါဆိုရင် block A ဆို block D လားမသိဘူးဟိုဘက်ဆို M တို့ H တို့ E တို့အဲ့လိုမျိုးအများကြီးရှိတယ် reception ကကျ block A မှာရှိတာပေါ့နော်အဲ့လိုတော့ဒီမှာဒီလိုစင်လေးကကြတော့ဒီဘက်တစ်ခုပေးထားရပေါ့နော်နောက်ဒီမှာ Android ရှိရယ်ဒီစာလို့ဖို့ကတော့ special အကြီးပေးထားပါတော့နောက်ဒီမှာကတင်နောက်ဒီလိုမျိုးပုတ်လေးပါတယ်ကတင်ပေါ့နော်နောက်ဒီရှောက်လန်းလေးနဲ့ပေါ့နော် radiator လေးပါမယ်ပေါ့နော်အဲ့လိုချင်းလေးပါဒါကဘီရိုပေါ့နော်ဘီရိုကကြတော့လည်းအရင်တော့မဆန့်ဘူးဒီလိုမျိုးချိတ်လို့ရတဲ့နေရာလေးပါတယ်ပြီးတော့ဒီမှာပေါ့နော်အဲ့လိုလေးနှက်ကန်ပါတယ်ပြီးတော့အပေါ်မှာလည်းပစ္စည်းတွေတင်လို့ရတယ်ပေါ့နောက်တစ်ချက်ကျတော့ဒီကတင်အောက်မှာပေါ့နော်ဒီကတင်အောက်မှာ press ကိုတင်လိုက်လို့ရှိရင်အောက်မှာ space ရှိspace ကိုသူတို့ကောင်းကောင်းလေးလုပ်ပေးထားတယ်ပေါ့နော်အဲ့ဒါတော့ဖွင့်မပြတော့ရန်အားကုန်လို့ဒါကြတော့ဟိုပါပေါ့နော် bedroom ပေါ့နော် bedroom ဒီလိုလေးလာတယ်မှန်လေးနဲ့ပေါ့လုံနေရာလေးနဲ့အိမ်ဒါပြီးသွားလို့ရှိရင်ဒီမှာဟိုပါပေါ့ရေချိုးကန်ပေါ့နော်ရေကန်ကျင်းချင်းလေးလှည့်လို့မရအောင်တစ်ပတ်လှည့်လိုက်လို့ရှိရင်ပြီးသွားရတာပဲဒါပါပဲဟာဘင်းတကားဖွင့်လာလို့ပြင်မှာရှောက်လမ်းပေါ့ဒါကြတော့ room A room B နောက်ဒီမှာ room C ရယ်ဟိုဘက် room D ပေါ့နော်အဲ့ဒါပေါ့နောက် kitchen ကကြတော့kitchen မရှိဘူးkitchen ကဒီလိုလေးပေါ့နော်ဒီလိုလေးပေါ့ဒါအောင်၄ယောက် share ရတာပေါ့ဟိုမှာတကယ်ကြီးနေစုထိုင်လို့ရတယ်ပေါ့နော် oven ပါတယ် microwave ပါတယ်ဒီ card box တွေပါရဘာမှမပါဘူးကိုယ့်ကိုဝယ်ရတာပေါ့နော်ဒီစစ်တဲ့ဟာတွေဆိုလို့ရှိရင်ကိုယ့်ကိုပဲဝယ်ရတာပေါ့နော်မီးဖို့ပါတယ်ပြီးရင်ဒီကောင်လေးပေးရယ်ညီနွေးအိုးပေါ့နော်ပြီးတော့ဒီမှာဟိုပါပေါ့ရဲတက်တာနော်ဒါကတော့ဒီ store ပေါ့နော်ကြိုက်တာထဲဖို့လို့နောက်ပြီးတော့အမိုက်ပုံးလည်းမပေးဘူးမိုက်ပုံးလည်းကိုယ့်ကိုဝယ်ရတယ်ဒီကောင်လေးပေးရယ် baking cleaner လေးပေးရယ်ဟိုပါပေါ့သူတို့ခေါ်တာနောက်မီးဖို့တိုက်ဖို့ဒီလိုမျိုးမီးဖို့ခုံလေးရယ်နောက်မီးဖို့ရယ်ပေးမီးဖို့ဟာတရားရောက်3နေတယ်ဒီမှာမရှိဘူးလို့ဆိုတော့အဲ့ဒါပါပဲ accommodation
accommodation လျှောက်တာလဲပေါ့နော်အဲ့ဒီမှာ SHU accommodation လို့နှိပ်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာတယ်အဲ့ဒါကိုသွားလိုက်ပြီးတော့ဒီမှာသူတို့ apply now ကိုနှိပ်လိုက်ရုံပဲပေါ့နော်ပြီးသွားလို့ရှိရင်သူသွားတဲ့အတိုင်းအဆင့်ချင်းစီပဲအကုန်လုတ်သွားပေါ့နော်ဒါတော့အကောင့်ရှိပြီးသားဆိုတော့ရှိပြီးသားအကောင့်နဲ့ပဲဝင်လိုက်တယ်ပေါ့နော်မရတော့ဘူးတဲ့ဟုတ်အဲ့ဆိုလို့ရှိရင်တော့ပြလို့မရတော့ပါဘူးဒါပေမဲ့သူကြည့်လို့တော့ရတယ်ပေါ့နော်ဘာတွေရှိတာလဲပေါ့ဒီမှာ Fine Hall of Residence ကိုနှိပ်လိုက်လို့ရှိရင်ကိုသုံးချင်တဲ့ budget ပေါ့နော်နောက်ကိုဘာတွေလိုအပ်လဲပေါ့နော်ဒါတွေကိုကြည့်ပေါ့ဒီမှာဒါနာမည်တွေပေါ့အဆောင်ရဲ့နာမည်တွေပေါ့နော်ဒါဆိုလို့ရှိရင်69ပဲရှိရပေါ့နော်အဲ့လိုပေါ့အများကြီးရှိတယ်နေရာတွေကြည့်လို့ရတယ် The Forge ကတော့ခုနေတဲ့နေရာပေါ့နော်အများကြီးရှိပါတယ်ရွေးလို့ရပါတယ်အဲ့ဒါတွေကိုကိုဝင်ကြည့်သွားပေါ့နော်ဘာတွေပါလဲဒီမှာသူတို့အကုန်ရေးပေးထားတယ်အဲ့လိုမျိုးပေါ့နော်ဘာတွေပြီးလဲအကုန်လုံးကိုဖတ်သွားရုံပဲပေါ့နော်ဒီမှာသူတို့ဗီဒီယိုတွေလည်းကြည့်လို့ရတယ်ဒီဟာဆိုလို့ရှိရင် home for student အောက်ကပဲပေါ့နော်အဲ့ဟိုနေရာတွေကနည်းနည်းကတ်ဆင်ပဲပေါ့နော်360ကြည့်လို့ရတယ်အဲ့လိုပေါ့နော်အကုန်ပါပါတယ် okay ပါ okay အဲ့ဆိုလို့ရှိရင်တော့ဒီမှာပဲရက်လိုက်မယ်နော်